ဖတ်တီဝေးဒါလူလေးဘေဘေ အမိုး အမိုးခေါင်မိုးပါလေ ဒီဘာနေလဲနေ ဟာနေစနေနေ့ အမေကင်းနေတော့ โอเคဒီဒီ ကင်းကောင်မလေးတွေနဲ့ရှမ်းကောင်မလေးတွေအဲ့လိုမျိုးမွန်မလေးတွေနဲ့တရားကိုပူသဘောကြတယ် အကုန်လုံးသဘောကျပါလေ အဲ့ဒါညတာငါတော့အမိုးတွေ့ကျွန်တော်လည်း မိုးမသိမိုးပေါ်နေတာ မိုးလန်ပါ မိုးလည်းမသိ အခုပြည်သူ့ရင်မြင်မှာဒီကင်းနဲ့တက်ကူနဲ့ပတ်သက်ပြီးတော့အကုန်လုံးပတ်မေးတော့မှာဖြစ်ပါခင်ဗျာအဲ့ဒါမှလိုက်ခဲ့တယ်အမနာအဲ့ဒါကင်းရင်လို့ချစ်တယ်ဘယ်လိုပြောလဲ ရအဲ့နာ နွားကိုဘယ်လိုပြောလဲ လောက် လောက်စားကိုမမတိုင်းသားတွေပဲလား ပမာလေး ပမာလေးပဲပွဲကြိုက်ခင်နေပဲပွဲကြိုက်ခင်နေပဲကင်းရင်လို့ချစ်တယ်ကိုဘယ်လိုခေါ်လဲသိလားရဲနာလို့ခေါ် ရဲနာ ကြာဘောနော်ကိုလုံးတိုင်းသားတွေပဲလားမဟုတ် မဟုတ်ဘူး မဟုတ်ဘူး ကလုံးကြီး ကျွန်တော်တော့ကင်းရင် အစမှန်သိတာပါရဲ့ကွာ နော်ဟိုကင်းပလုံကင်းရေတဲ့တွေ့ကြရင်ပလုံလို့ကင်းဖြစ်တာအဲ့ဒါတကယ်လို့ကိုကရွေးချယ်မယ်ဆိုရင်နော်ရှမ်းမယ် ရှမ်းမယ် ရှမ်းမယ်လား ရှမ်းမယ်ရှမ်း ရှမ်းနေတော့လားကင်းမအချစ် နံပါတ်1ပါ နံပါတ်1ပါကင်းမလက်တီ ပွဲချင်းပြီး အားကြောက်စရာကြီးပဲ ကရင်တိုင်းသားတွေအားလုံးငြင်းငြင်းကြည်ကြနေနိုင်ပါစေဒီမှာပြေးလိုက်အေးချမ်းပါစေ ကဲစင်စရာ ဒီမှာပြဆက်လာနေပြီးပိုင်းဆိုင်တာပါ ဟာဒီ အေးဒါလူလေးမေဘေပြော ဒီနေ့လုံးစရာရှိတာရေကောင်းတော့လုပ်ပြီးပါ အေးလို့ပြောကြီး ပြန်ညမိုးစီပြန်မယ် ဒီဘုတ်ပြန်မယ်ကားထားခဲ့မယ်ကွာကားတော့ ကားထားခင်ဘာနဲ့ပြန်မှာ လေးနဲ့ပြန်မှာဗော ဟာလင်းနဲ့ဟာမြင်လိုက်တာ မြင်းနေနေပြောင်းသွားပြီလေး မမလင်းပြောင်းလင်း တင်းရမှာမင်းကတယောက်တစ်စီးနှစ်စီးရှိတယ် ဒီမှာလူကြီးရှိတယ် ဟိုမှာလူကြီးရှိတယ် နှစ်စီးတယောက်တစ်စီးပြန်မယ် အဖေလေးရဆွဲသွားမယ်လို့ဒါကရင်တော့ဘာဥပါလီမဟုတ် ဘေးရင်တွန်းလိုက်အောင်ရင်တွန်းပြီးပြန်မယ် လည်းဆွဲသွားမယ်မဟုတ် အေးအားလုံးပဲဗျာကျွန်တော်တို့ကင်းဒီတိကူမှာအားလုံးစိတ်ကြမ်းပါခြင်း ကိုချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ ာ